ဘရာဇီးနိုင်ငံရဲ့အမေဇုန်တောနယ်ထဲမှာနေထိုင်တဲ့အမွန်တဝါလူမျိုးစုတွေကသူတို့ရဲ့ဘဝမှာအချိန်ဆိုတဲ့စကားလုံးကိုအသုံးပြုခြင်းမရှိခဲ့ပါဘူး။သူတို့ကအချိန်ဆိုတဲ့စီးဝိုင်းကြီးရဲ့အပြင်ဘက်မှာနေထိုင်သူလို့သတ်မှတ်ထားတဲ့အတွက်နာရီတွေ၊လတွေ၊နှစ်တွေဆိုတဲ့အချိန်အကန့်အသတ်တွေလုံးဝမရှိဘဲနဲ့အသက်အရွယ်တွေကိုလည်းမသတ်မှတ်ထားတဲ့အတွက်သူတို့လူမျိုးတွေကြားထဲမှာနေနဲ့ငါနဲ့ဆိုတဲ့စကားအသုံးနှုန်းကိုအမြဲသုံးနှုန်းနေကြကြတာပဲဖြစ်ပါတယ်။သူတို့မှာကျွန်တော်အသက်20ရှိပြီလို့ပြောစရာကိန်းဂဏန်းတွေမရှိတဲ့အတွက်လူမှုအစဉ်အတန်းနဲ့ဘဝအဆင့်ဆင့်ပြောင်းလဲမှုကိုနာမည်လဲခြင်းနဲ့ဖော်ပြကြပါသည်။ဥပမာကလေးတယောက်ကအရွယ်ရောက်လာပြီဆိုရင်သူ့ရဲ့နာမည်ကိုစွန့်လွတ်ပြီးမိသားစုတွေကတခြားနာမည်တစ်ခုကိုယူလိုက်ပါသည်။ပြီးရင်သူ့ရဲ့နာမည်ဟောင်းကိုမွေးကင်းစကလေးတစ်ကိုပေးလိုက်ပါသည်။ဒါကြောင့်သူတို့မှနာမည်ကိုကြည့်ပြီးတော့သူကတော့လူကြီးဖြစ်ပြီးသူကတော့ဖခင်ဖြစ်ပြီးဆိုတာကိုခွဲခြားကြတာပါ။အဲ့ဒါအပြင်နေထွက်ချိန်တို့နေဝင်ချိန်တို့လိုမျိုးအချိန်တွေကိုမပြောကြတဲ့အတွက်အချိန်ကိုအရာဝတ္ထုတစ်ခုလိုမမြင်ဘဲနဲ့အဖြစ်အပျက်တစ်ခုအနေနဲ့သာမြင်ကြပါသည်။စိတ်ပညာရှင်တွေနဲ့မနုဿဗေဒပညာရှင်တွေကဒါကိုလေ့လာတဲ့အခါမှာအံ့ဩသွားကြပါသည်။ဘာလို့လဲဆိုတော့အမွန်တဝါလူမျိုးတွေမှာအချိန်နဲ့အပြေးပြိုင်နေရတဲ့စိတ်ဖိစီးမှုလုံးဝမရှိလို့ပါပဲ။သူတို့မှာနောက်ကျနေပြီဆိုတဲ့ဒုက္ခမရှိဘူး။အသက်ကြီးသွားပြီဆိုတဲ့စိုးရိမ်စိတ်မရှိဘူး။အချိန်ဆိုတာလူတွေတီထွင်ထားတဲ့လောင်ရင်တစ်ခုဆိုရင်အမွန်တဝါတွေကတော့အဲ့ဒီလောင်ရင်ပြင်ပမှာလွတ်လပ်စွာပြန်တန်းနေတဲ့ငှက်တွေလိုပါပဲ။ဒါကြောင့်ဘဝကြီးကိုလွတ်လပ်လပ်ဖြတ်တန်းခြင်းနဲ့ဆိုရင်အချိန်တွေကိုခဏလောက်မေ့ထားလိုက်ပါလို့ပြောပြရစီဗျာ။